ဒီနေ့သင်ခန်းစာလေးထဲမှာတော့ဟင်းကြံသမင်းကြံလေးတွေကို English လို့ဘယ်လိုပြောရလဲဆိုတာကိုအတူတူလေ့လာကြည့်ကြမယ်။မိဖို့ကြောင့်နဲ့ဝင်သွားပြီးတော့စားစရာဘာကြံသေးလဲဒီလိုမေးချင်တယ်ဆိုရင် What's loved to eat? What's loved to eat? Loved ကြံတာကိုပြောချင်တာ What's loved to eat? စားစရာဘာကြံသေးလဲဟင်းကြံလေးပါလေးများရှိသေးလားဒီလိုမေးချင်တဲ့အခါဟင်းကြံကို English လို့ leftover curry leftover curry ဟင်းကြံလေးများရှိသေးလားလို့မေးချင်တယ်ဆိုရင်တော့ Is there any leftover curry or something? Is there any leftover curry or something? အဲ့တော့ထမင်းနေဟင်းတွေအကြံကိုစားတဲ့အခါမှာတေးချတယ်နှွေးပြီးတော့မှစားရမယ်နှွေးတာကို English လို့နှစ်မျိုးပြောလို့ရတယ်ပထမတစ်ခုက reheat reheat ဒုတိယတစ်ခုက warm upအဲ့တော့အဲ့ဒါလေးသုံးပြီးတော့ပြောကြည့်ကြမယ်အေးတဲ့အတိုင်းကြီးမစားနဲ့နှွေးလိုက်လို့ပြောချင် Don't eat it cold reheat it Don't eat it cold reheat it ဒါမှမဟုတ်တူတူလေးပဲပြောချင် warm it up နှွေးလိုက်လို့ပြောတာအဲ့တော့ထမင်းကြံလေးကို English လို့ပြောမယ်ဆိုရင်နော် leftover rice ဒါဆိုမနေ့ကကြာရင်ထမင်းကြံကိုကြော်ပြီးတော့စားရအောင်ဒီလိုပြောချင်တယ်ဆိုရင်နော် Let's fry the leftover rice tomorrow Let's fry the leftover rice tomorrow ဒီလောက်ဆိုလို့ရှိရင်တော့ထမင်းကြံတွေဟင်းကြံတွေနှွေးတာတွေဒါတွေကို English လိုမျိုးပြောပြီးတော့တောက်တက်သွားမယ်လို့ယုံကြည်ပါတယ်ဒီချက်ပိုကောင်းတဲ့သင်ခန်းစာလေးဒီချက်မှာသင်ပေးစရာအများကြီးရှိသေးတာမို့လို့ဒီချက်ရဲ့ဒီ page လေးရဲ့ဒီ YouTube channel လေးကို follow လုပ်ထားဖို့မမေ့နဲ့ပြီးတော့ဒီချက်မှာ offline lesson class လေးတွေအများကြီးရှိတယ်မိဘတွေအတွက်လားဆရာဆရာမတွေအတွက်လားကိုယ်တိုင်လေ့လာဖို့အတွက်လားအများကြီးရှိတာမို့လို့သင်တန်းလေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလို့သိချင်ဒီချက်ရဲ့ page messenger လေးကနေပြီးတော့စုံစမ်းပြီးတော့မေးလို့ရပါတယ်ဒီ Viber နံပါတ်လေးရလေးနဲ့စုံစမ်းလို့ရတယ်ဒီနေ့ကတော့ဒီလောက်ပဲ bye bye